တိုင်းကားစီးနိုင်တဲ့အခွင့်အရေးလာပါပြီဟုတ်ပါတယ်ဟုတ်ပြီသိန်းပေါင်းပေါင်းစွာကျော်တဲ့ EV ကားကြီးကိုမိတ်ဆွေလက်ထဲမှာ9000ကျပ်လောက်ရှိုံနဲ့ကျွန်တော်တို့ကန်ဆန်းဝတ်ရမယ့်အခွင့်အရေးလာပါခင်ဗျဒီခွင့်ရေးရတော့ကျွန်တော်တို့ဗလတ်မိုဘိုင်း62လမ်းစိုင်သက်ဖုန်ပွဲအမှတ်တရအနေနဲ့ကန်ဆန်းမဲဖောက်ပေးတာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ customer အနေနဲ့ဒီကန်ဆန်းမဲကြီးကိုပါဝင်ခြင်းနဲ့ဆိုရင်တော့ဗလတ်မိုဘိုင်းမှာရှိတဲ့ mobile phone accessory laptop computer အစရှိတဲ့ mobile ID နဲ့ပတ်သက်တဲ့ဘလို့ပစ္စည်းမျိုးမှဆိုဝယ်ယူပြီး9000ကျပ်ပြည့်ပြီဆိုတာနဲ့ကျွန်တော်တို့ကန်ဆန်းမဲကြီးကိုကျွန်တော်ပါဝင်ကန်ဆန်းဝတ်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျတကယ်လို့ကျွန်တော်ဒီတဲ့မြင်းနဲ့ကျွန်တော်တန်ဖိုးကျွန်တော်340ဝယ်မယ်ဆိုရင်ကျွန်တော်ကန်ဆန်းမဲကူပွန်တွေလည်းအများကြီးကျေဆောင်အထိကျွန်တော်တို့ပေးသွားမှာလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ညီကိုမောင်မတွေဒီကန်ဆန်းမဲကြီးဒီခွင့်ရေးကိုပါဝင်ကန်ဆန်းခြင်းနဲ့ကျွန်တော်ဗနုလမိုဘိုင်းရဲ့စိုင်ဝဲ9ဆိုင်မှာကျွန်တော်တို့ဘယ်ဆိုင်မဆိုဝယ်ယူပြီးတော့ကျွန်တော်ရရှိနိုင်မှာပဲဖြစ်ပါတယ်ဒီလက်စာရဲ့ကျွန်တော်စိုင်ဝဲလိပ်စာတွေကိုလည်းမိတ်ဆက်ပေးမှာဖြစ်ပါတယ်အခုလက်ရှိကတော့ကျွန်တော်စိုင်ဝဲ9ဆိုင်ရှိပါတယ်ခင်ဗျာနော်ကျွန်တော်တို့ဘန်ကောက်မှာ1ဆိုင်ရန်ကုန်မှာ2ဆိုင်မန္တလေးမှာ4ဆိုင်ဆိုပြီးတော့တိုးတဲကျွန်တော်တို့စိုင်ဝဲ9ဆိုင်ရှိပါတယ်ဒီဆိုင်ဝဲ9ဆိုင်မှာကျွန်တော်တို့ဘန်ကောက်ရောကျွန်တော်တို့မြန်မာနိုင်ငံရောကျွန်တော်2နိုင်ငံပေါ့နော်ဘယ်နိုင်ငံပဲဝယ်ရန်ကုန်ပဲဝယ်မန္တလေးပဲဝယ်ကျွန်တော်ဒီကန်ဆန်းမဲလို့ကျွန်တော်တို့ပါဝင်ကန်ဆန်းဝယ်ရရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံလုံးမှာနုနမိုဘိုင်းရဲ့ပထမဆုံးကားကန်ဆန်းမဲကြီးကိုချေရတဲ့ကန်ဆန်းမာတွေအနေနဲ့ဖုန်းလေးတွေကျွန်တော်တို့မိုဘိုင်းတက်ပြီးတော့နော်accessory လေးတွေကိုလာရောက်အားပေးကန်ဆန်းဖို့ကျွန်တော်ဒီနေရာလေးပေါ်လိုက်ရပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုသုံးတိကြည့်ရှုပေးကြတဲ့ချေရတဲ့ညီကောင်မောင်မတွေအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်စိတ်ချထာဝရဖုံးဝယ်မယ်ဆိုဗန်ဒူလာ